ဟိုကောင်မကြီးပဲပူအောင်ဘောတော့ပြီးတော့လေကြောက်မေးကဟိုမြို့ကလေကြိုက်ထမင်းနဲ့အိမ်လေးဝဲလာတော့ရေးကျောက်ကဒီလူမှာကြွားထုတ်အောင်မှာတော့တရွာလုံးထဲမှာအလှဆုံးပြောင်းပြင်းမယ်ကာလာသားတွေငန်းကြည့်အောင်ပေါ့တော့ကလေမငန်းမတော့မပူနဲ့မန်းတက်ထဲရဒီမဲ့ဖိုးတောင်တို့အိုးစီဝိုင်းကငန်းမလို့စောင့်နေလေဗျာSwallow
ကြောင်လန်းကို
ရွှေစာကိုအမေပိုက်ပါလို့ရွှေစာကိုအမေပိုက်ပါလို့ရွှေစာကိုအမေပိုက်ပါလို့လိုက်ပြရလေတော့လိုက်ပြရလေကွယ်မောင်လာရဲ့လိုက်ပြရလေကွယ်မောင်လာရဲ့ကျောင်းတော်ဝိပါစမတော်ကွယ်လာလေးလေးလာလေးလေးလာလေးလေးလောင်းပြရပါဦး
တ
သတ္တနာပဲ့ပြင်သွန်သင်ပေးတော်သောဆရာများတို့လောင်းဝါဂရုတနာသအတ္တတိခဂုံဝါမိမိသိခာကြီးတို့အား၎င်းဒါယကာသပစ္စည်းလေးပါးထူထောင်ကြကုန်သောဒါယကမှာပေါင်းစတော်ကောင်းပါ၎င်းဝါဒါယကာသတလုံးကျွေးဦးသူကျေးဇူးရှိကြကုန်သောတို့အား၎င်းဓမ္မဒေသကာသခတ်သိမ်းသောသူတို့အားယောဂင်းသဘုဂင်းသဓမင်းသတန်ကြီးသကရဏံငါတော်ဤတံဘောကရဏခိမဣတတရဏမုဒ္ဓမံဤတံကရဏမာဂမံသတ္တဒုက္ခသမုဒ္ဒတိအာသမ္မနပါမိကအာစီယဥပ္ပါယပြုံးလက်ကိုမူလေရှင်ဟောဘုရားဘုရားနာယတော်ကြရသောသံဃာယံဒီ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 ဟံတံဒီယံဓမ္မာယသာလောကံကတောယံဒီယံမိဂာနိယမဟာရာမိတောတိသာနမောတတ္တဘဂဝတောရဟတောသမ္မာသမ္ဗုဒ္ဓါတာနမောတတ္တဘဂဝတောရဟတောသမ္မာသမ္ဗုဒ္ဓါတာဒုတိယမိဗုဒ္ဓံတရဏံကိသာမိဒုတိယမိဓမ္မံတရဏံကိသာမိဒုတိယမိသံဃံတရဏံကိသာမိဒုတိယမိဗုဒ္ဓံတရဏံကိသာမိဒုတိယမိဓမ္မံတရဏံကိသာ
သာမိတတိယမိဓမ္မန္တရံတိသာမိတတိယမိနာတိယမိဘုဒ္ဓဝါဒနိရမဏိတိခာမိနာတိယမိဘုရားမိရယမိယပမာဒဌာနာမိရမိသပမာဒဌာနာမိတိခာမိရမိသပမာဒဌာနာတိယမိရမိပုညအာပခေယဟောတိဘောဉာဏ်ပုညဘာသာတတနာအာဇီမသုနာစိနာညုစွာဖြင့်ယရဏသောနံသိဝေပံဘေးရန်ကိမာစေအာဒီမာတိသောနိုင်တော်မပြေမြတ်ချင်းဥဒိမရောသုံးဘဝနောက်ကလာနဲ့ဘုရားလောင်းသူတော်ကောင်းတို့ပြန်အောင်မှုလျော်ပြောဆန်းရဖြစ်တော်နိဗ္ဗာန်တတ်တရားတော်မြတ်ကိုရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ကြကုန်သောမျိုးကောင်းသားမျိုးကောင်းသမီးများဖြစ်ကြပါစေ။ကျေးဇူးတင်ပါရှင်ဗျာ
မှာဘောရရဒီဘောတော့ပြန်သွားတယ်လို့တော့ကျွန်တော်ဒီလိုတော့ကျွန်တော်ဒီလိုအစားရပြန်သွားတယ်ဘာမှမနေရဘူးအဲ့ဒီတော့နှုတ်လိုက်လို့မှဆိုလို့ဆိုပြီးတော့သူကတော့ကြောက်ပြီးတော့ပြန်သွားတာပေါ့အဲ့ဒီပြန်သွားတော့အာရီကမပြီးပြေးလာတော့ကြာဆွေးတော့တော့နားပြဆက်ပါဆိုင်တော့ချင်ဘ
ဘာလဲတော့နဲ့ဇုံတွဲသချင်းဆိုခိုင်းထားတဲ့တို့ကို ဩတော်လည်းကျုပ်မှမဆိုရတာတော့ရှက်ပါလေ ဆိုသားမှာလူမကြီးရဲ့ဟိုတုန်းကသကောပါအောင်ကျောင်းမကြီးရှစ်တာခါဆိုတာခင်ဗျာကြားဘူးလားမလားဟာ ပုတ်ပါယုံเจ้าမှာဝိသာခတုံလဲချဲတွဲများနေလို့ရှစ်နဲ့ဝိကိုမကွဲတော့ဘူးဗျာ မင်းလက်ဒါနဲ့ကုန်းနေတော့တာပါပဲလေမင်း မဟုတ်ခင်ဗျားတို့ဆိုတာတော့ကြုတ်ကြားကျင်သေးတယ်ဗျာ တကယ်ကြားကျင်လား ကြားကျင်တာပါ ဟေးဒီလိုဆိုရင်ကြိုက်ဆိုမယ်ကွာ ဟောတော်တော်ပဲလှုပ်လိုက်ရုံပဲ ပြောတယ်နော်လူဝင်းနေမို့တို့သိမြောင်စဘောတပင်မှာကျွန်တော်တော့ပြောတဲ့သူမရှိဘူးနော်အားလေးကိုဘဝရဲ့ရှင်များပင်ကချီလို့ပြောဘုနာခန္ဓာမစည်းသာဘူးနော်ဝမ်းမြောက်ဝမ်းသာလူရလို့ပြောစိတ်ထဲမှာပြောနော်မန္တလေးမှာသိအောင်ဆိုင်နေဘလူကြီးမဲလို့ပြောမလွယ်ဘူးအေကံ